တကယ်တော့မြန်မာဖိုက်တာတွေရဲ့ဘဝကတနာစရာကောင်းလွန်းပါတယ်မင်္ဂလာပါများCan Fight News ကတင်ဆက်နေပါတယ်ဂျိုရှုဘန်က UFC Flyweight တန်းချန်ပီယံဆုရယူနိုင်ခဲ့ပြီးတဲ့နောက်မြန်မာပရိသတ်တချို့ကပြည်တွင်းဖိုက်တာများကိုအပြစ်တင်ဝေဖန်မှုတွေပြုလုပ်ခဲ့ကြသလိုတချို့ကလည်းစာနာတနာမှုတွေပြသခဲ့ကြတာဖြစ်ပါတယ်အထူးသဖြင့်တော့နာမည်ကြီးဖိုက်တာတန့်စင်လိုပုံကိုများဆိုရင်ဗန်ရဲ့အောင်မြင်မှုနောက်မှာအနေခံရခြင်းကိုပြင်းပြင်းထန်ထန်ခံစားခဲ့ကြရပြီးတော့စိတ်ဓာတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်ပေါ်ခဲ့ကြပါတယ်ဒါပေမဲ့ဗန်လိုမအောင်မြင်ခြင်းဟာမြန်မာဖိုက်တာရဲ့အရေးချင်းတစ်ခုရဲ့အကြောင်းမဟုတ်ဘဲမြန်မာပြည်တွင်းကရေကန်မြေကန်အနေထားနဲ့အခွင့်အလမ်းနယ်ပမှုတွေကြောင့်ဖြစ်ကြောင်းနားလည်ထားဖို့လိုအပ်ပါတယ်။လက်ရှိမှာမြန်မာဖိုက်တာများအတွက်ဝမ်ချန်ပီယံရှစ်ကသာအမြင့်ဆုံးမျှော်မှန်းနိုင်တဲ့နိုင်ငံတကာပြိုင်ပွဲတစ်ခုဖြစ်နေပါတယ်။မြန်မာဖိုက်တာတွေကနိုင်ငံတကာကိုထိုးဖောက်နိုင်မှုအတွက်ကြိုးပမ်းပေးနေတဲ့မီဒီယာများဖြစ်နေရင်နိုင်ငံတကာဖွဲ့စည်းများရဲ့လုံးဝအထင်မကြီးတဲ့ဆက်ဆံပုံစံကြောင့်စိတ်ပြည့်အာရုံနေကြရပါတယ်။နိုင်ငံတကာဖွဲ့စည်းတွေကမြန်မာဖိုက်တာတွေရဲ့စွမ်းဆောင်ရည်ပေါ်မှာယုံကြည်မှုမရှိကြသလိုအဓိကပြဿနာတစ်ခုကတော့ပွဲမှတ်တမ်းများမရှိခြင်းပဲဖြစ်ပါတယ်။ဥပမာအပြင်တော့တက်ပိုလိုဂီတို့လိုကဘာကျော် website တွေမှာမြန်မာဖိုက်တာတွေရဲ့ပွဲမှတ်တမ်း fight record များမရှိနေဘူးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာဖိုက်တာအများစုကနိုင်ငံတကာအဆင့်မီတဲ့အဖွဲ့အစည်းများမှာထိုးသက်ထားခြင်းမရှိသေးတဲ့အကြောင်းဖြစ်ပါတယ်။အဲဒါကြောင့်နိုင်ငံတကာအဖွဲ့အစည်းတွေကတက်ပိုလိုဂီမှာတောင်မှ fight record မထွက်တဲ့ဖိုက်တာတွေကိုငါတို့ကဘာလို့လက်ခံရမှာလဲဆိုပြီးပြပြသားသားညှင်းပယ်နေကြခြင်းဖြစ်ပါတယ်။ဒီဘောက်ကိုထိုးပေါက်နိုင်မှုအတွက်ပြည်တွင်းမီဒီယာတွေကမြန်မာဖိုက်တာတွေထိုးထားတဲ့ပွဲကိုပြသတာတောင်နိုင်ငံတကာအဖွဲ့အစည်းတွေကလုံးဝမယုံကြည်ကြပါဘူး။လူချင်းတွေကြောင့်မြန်မာပြည်သက်တွေအနေနဲ့လက်ရှိချိန်မှာပြည်ပကိုထိုးဖောက်ဖို့ဘယ်လိုမှမဖြစ်နိုင်သေးပဲအခွင့်အလမ်းပိတ်ဆို့ခံရတဲ့အနေအထားကိုရောက်ရှိနေတာဖြစ်ပါတယ်။အမြင့်ဆုံးမျှော်မှန်းနိုင်တဲ့ဝမ်ချန်ပီယံရှစ်ကိုရောက်သွားသည့်တိုင်မြန်မာဖိုက်တာအများစုကမတရားဗတ်လိုက်ခံရခြင်းစတဲ့ပြဿနာများကြောင့်ထပ်မံတိုးတက်ဖို့အခွင့်အလမ်းမရဘဲနဲ့ရပ်တန့်နေတာတွေ့ရပါတယ်။မြန်မာဖိုက်တာတွေကလူမျိုးကန်တရားတွေနဲ့ပြည်တွင်းခြေနေများရဲ့ဖိအားကိုခံရတာဖြစ်လို့ပြည်သက်များအနေနဲ့အပြစ်မမြင်ကြဘဲနဲ့အားပေးခြင်းဖြင့်သာဝန်ရံပေးကြဖို့လိုအပ်ပါတယ်။လက်ရှိမှာနိုင်သွားတာကဗန်ဖြစ်ပြီးအကြီးကျယ်ဝေဖန်ခံရတာကတန်းစင်ဖြစ်နေတာကမတရားတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။မြန်မာဖိုက်တာတွေကစိတ်နဲ့အသက်ဆက်နေရတဲ့လူသားတွေဖြစ်တာကြောင့်စိတ်ဓာတ်ပိုင်းဆိုင်ရာကိုရိုက်ချိုးမဲ့မဆိုင်တဲ့ဝေဖန်တိုက်ခိုက်မှုတွေကိုမစင်မချင်းပြုလုပ်ပြီးတော့အညွန်မချိုးကြဖို့လူသားချင်းကိုချင်းစားတဲ့အနေနဲ့တောင်းဆိုရမှာဖြစ်ပါတယ်။အားမပေးရင်နေပါဘာမှမဆိုင်မဲနဲ့တော့မဝေဖန်ကြပါနဲ့ခင်ဗျာ။မြန်မာဖိုက်တာများဂျိုရှုဘန်ကဲ့သို့သောနိုင်ငံတကာအဆင့်အောင်မြင်မှုများရရှိစေဖို့အတွက်ရေရှည်စီမံကိန်းတွေချမှတ်ပြီးတော့လှုပ်ရှားမှုလိုအပ်ပါတယ်။ဒီကပြင်တော့နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အတိအမှတ်ပြုမှုကိုရရှိဖို့ကြိုးပမ်းရမှာဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့မြန်မာပြည်တွင်းမှာကျင်းပတဲ့ပွဲစဉ်များနဲ့စွမ်းဆောင်ရည်မှတ်တမ်းများ fight record ကို Topology ကဲ့သို့သောကဘာကျော် website တွေမှာတရားဝင်မှတ်တမ်းတင်နိုင်မှုအတွက်ပြည်ပဆိုင်ရာစံနှုန်းများနဲ့ကိုက်ညီတဲ့ပွဲစီစဉ်မှုနဲ့ဒိုင်လူကြီးအဖွဲ့အစည်းများဖွဲ့စည်းဖို့အရေးကြီးတာဖြစ်ပါတယ်။နိုင်ငံတကာစံနှုန်းမီမှတ်တမ်းများရှိမှသာနိုင်ငံခြားအေဂျင်စီများနဲ့ UFC ကဲ့သို့သောအဖွဲ့အစည်းများကမြန်မာဖိုက်တာတွေပေါ်မှာယုံကြည်မှုတိုးလာမှာလည်းဖြစ်ပါတယ်။ဒုတိယအနေနဲ့ကတော့ဝမ်ချန်ပီယံရှစ်ကဲ့သို့သောနိုင်ငံတကာအဖွဲ့အစည်းတွေမှာထိုးတက်မဲ့ဖိုက်တာများအတွက်လေ့ကျင့်ရေးအဆင့်မြင့်တင်မှုနဲ့နီးပြစနစ်ကိုပြုပြင်ပြောင်းလဲမှုပြုလုပ်ဖို့လိုအပ်ပါတယ်။လက်ရှိကမ္ဘာအဆင့်မီနီးပြတွေရဲ့လမ်းညွှန်မှုအာဟာရနဲ့စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုများနဲ့ဖိုက်တာတွေရဲ့စွမ်းဆောင်ရည်ကိုမြင့်တင်ပေးသင့်ပါတယ်။ဒါ့အပြင်ပြည်ပကိုသွားရောက်ပြီးတော့အဆင့်မြင့်လေ့ကျင့်ရေးစခန်းများ training camp မှာပူးပေါင်းလေ့ကျင့်စေခြင်းအပြင်နိုင်ငံအတွေ့အကြုံနဲ့ရှင်မြန်နိုင်စွမ်းကိုမြင့်တင်ပေးခြင်းအပြင်မြန်မာဖိုက်တာများနိုင်ငံကစင်မြင့်ထက်မှနေရာရရှိစေဖို့တိစောက်ပေးသင့်ပါကြောင်းသုံးသက်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။